ကိုယ့်ရဲ့အထိခိုက်မခံနိုင်ဆုံးနေရာတစ်ခုမှာပေါ့နော်ဘာမှမသိတဲ့အဖုအကျိတ်လေးတစ်ခုကိုသတိထားမိလိုက်တဲ့အခါမှာစိတ်ထဲမှာချက်ချင်းပဲစိုးရိမ်ပူပန်မှုတွေတရိပ်ရိပ်တက်လာတတ်ပါတယ်အဲ့လိုမျိုးစတင်တွေ့ရှိလိုက်ရတဲ့ခိုက်တန့်ကပြင်းထန်တဲ့တောကတွေပြီးတော့မှအဆိုးဆုံးအခြေအနေတွေကိုတောက်လျှောက်တွေးမိတာမျိုးတွေနဲ့ပြည့်နှက်လိမ့်ရှိပါတယ်ဒီလိုတုတ်ပြန်မှုမျိုးဖြစ်ရတာကဒီလိုအကြောင်းအရာတွေကိုလူမှုပတ်ဝန်းကျင်မှာအမဲဆက်တစ်ခုလိုမျိုးတတ်မှတ်ပြီးတော့မှဖုံးကွယ်ထားကြတဲ့အစင်လာကြောင့်ပိုပြီးဆိုးရွားစေတာဖြစ်ပါတယ်ဒီလိုနှုတ်ဆက်နေကြတာကပဲလူတွေကိုစေပညာဆိုင်ရာအချက်လက်အမှန်တွေမသိစေဘဲနဲ့သူတို့ရဲ့ကြောက်ရွံ့မှုတွေကိုတယောက်တည်းရင်ဆိုင်နေရတယ်လို့မျိုးဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်တကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာကိုနားလည်ဖို့အတွက်ဆိုလို့ရှိရင်တော့လူမှုပတ်ဝန်းကျင်ကပြောဆိုနေကြတဲ့စကားလုံးတွေကိုဘေးဖယ်ပြီးတော့မှအရေးပြားရဲ့ဇီဝကမ္မဗေဒအလုံးလုံးပုံကိုအာယုံဆိုင်ရမှာဖြစ်ပါတယ်အထရေတွေလူဦးရေတွေဂျားထဲမှာပေါ့နော်ဒီလိုကူးစက်မှုတွေဘလောက်တောင်အဖြစ်များလဲဆိုတာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီယောဂရဲ့ပမာဏဟာလူတွေဖုံးကွယ်ထားကြတာထက်အများကြီးပိုပြီးတော့မှကျေပြန့်နေတာကိုတွေ့ရမှာဖြစ်ပါတယ်CDC လို့ခေါ်တဲ့ဒီယောဂထိန်းချုပ်ရေးအဖွဲ့ရဲ့အချက်လက်တွေအရဆိုလို့ရှိရင်တော့ဘယ်အချိန်မှမဆိုလိမ်ပိုင်းဆိုင်ရာတက်ကြွနေတဲ့လူကြီး100မှာတယောက်နှုန်းဟာဒီအခြေအနေနဲ့နေထိုင်နေကြတာဖြစ်ပါတယ်ဒီလိုဖြစ်ရတွေဟာတာမန်ဇီဝကမ္မဖြစ်စဉ်တစ်ခုသာဖြစ်ပြီးတော့မှခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကကျူးကျော်ဝင်ရောက်လာတဲ့ virus ကိုတက်ကြွတိုက်ထုတ်နေတဲ့တိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီလိုကျူးကျော်သူကတော့ human papilloma virus ဒါမှမဟုတ်လို့ရှိရင် HPV လို့ခေါ်တဲ့ virus ပဲဖြစ်ပါတယ် HPV မျိုးနွယ်စုတွေမှာမတူညီတဲ့ virus မျိုးစိတ်ပေါင်း150ကျော်ရှိပြီးတော့ဒီနေရာမှာသူတို့ကိုဖုကျိတ်လေးတွေအဖြစ်ပေါ်ပြထားတာဖြစ်ပါတယ်လိင်ကကျွန်းတို့တွေကအဲ့ဒီအထက်ကမှအန်ဒီရဲ့နဲတဲ့မျိုးစိတ်နှစ်ခုကြောင့်ဖြစ်ရတာဖြစ်ပါတယ်သူတို့ဟာကင်ဆာဖြစ်စေနိုင်တဲ့နံပါတ်16နဲ့နံပါတ်18 virus ပိုးလိုမျိုးအန်ဒီရဲ့များတဲ့မျိုးစိတ်တွေနဲ့တော့ဇီဝဗေဒအရလုံးဝကွဲပြားပါတယ်ဒီကျွန်းတို့ဖြစ်စေတဲ့မျိုးစိတ်တွေဟာအန်ဒီရဲ့များတဲ့အုပ်စုနဲ့မျိုးရိုးစင်လာလုံးဝမတူတဲ့ drug ကျွန်းတို့ရှိနေတာနဲ့ပဲကင်ဆာဖြစ်တော့မယ်လို့တထစ်ချဆုံးဖြတ်လို့မရပါဘူး HPV ဆိုတာကစိတ်ရှည်ရတဲ့ virus ပိုးတစ်မျိုးဖြစ်ပါတယ်သူကအရေးပြားဆဲတွေမှာဘာလက္ခဏာမှမပြဘဲနဲ့ရတပတ်လားတွေဒါမှမဟုတ်လို့ရှိရင်နှစ်နဲ့ချီပြီးတော့မှငြိမ်သက်နေတတ်ပါတယ်နောက်ဆုံးမှာတော့ခန္ဓာကိုယ်က virus ပိုးကိုရှာတွေ့သွားပြီးတော့မှကူးစက်ခံထားရတဲ့နေရာကိုခုခံအားစနစ်ကအလုံးရင်းလွှတ်ပြီးတော့မှတိုက်ထုတ်လိုက်တာပဲဖြစ်ပါတယ်အဲ့လိုတိုက်ထုတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ရာရန်ခြင်းပူဆက်ပူလောင်ဖြစ်ခြင်းပန်းခေါ်ပြီးပုံစံအတဘိုအဖုလေးတွေထွက်လာခြင်းတွေကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကတိုက်ခိုက်နေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒါကိုတချို့ကြတော့ genital herpes လို့ခေါ်တဲ့လိင်ကရေယုံနဲ့လည်းမားတက်ကြပါတယ်ဒီလိုမမှားဖို့လည်းအရေးကြီးပါတယ်HPV လို့ခေါ်တဲ့ဒီ human papilloma virus ကြောင့်ဖြစ်လာတဲ့ကျွမ်းနုတွေဟာဆိုလို့ရှိရင်တော့မာကျောတဲ့အသားရောင်ရှိတဲ့အဖုလေးတွေဖြစ်ပြီးတော့မှရတပတ်တွေကြာအောင်လို့ဖြည်းဖြည်းချင်းကြီးထွားလာတာလည်းဖြစ်ပါတယ်ရေယုံတွေကတော့များသောအားဖြင့်9ရက်လောက်စက်ဝင်အတွင်းမှာနာကျင်တဲ့အရေးကြီးမှုတွေဖြစ်ပေါ်လာတတ်ပြီးတော့မှဖျားနာသလိုလက္ခဏာတွေပါတွဲလာတတ်ပါတယ်ဒီလိုကွဲပြားခြားနားတဲ့အချက်တွေကိုသိထားတာကမှမှန်ကန်တဲ့ယောဂရှာဖွေမှုနဲ့ကုသမှုတွေကိုရရှိစေမှာလည်းဖြစ်ပါတယ်ကျန်းမာတဲ့သူအများစုအတွက်ကတော့ခုခံအားစနစ်ကဒီ HPV ပိုးကို2နှစ်အတွင်းမှာသဘာဝအတိုင်းတိုက်ထုတ်ပေးတာဖြစ်ပါတယ်တကယ်လို့မြင်နေရတဲ့လက္ခဏာတွေကိုကုသခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာဝန်တွေကနေပြီးတော့မှ cryotherapy လို့ခေါ်တဲ့အေးပေးပြီးတော့မှဖယ်ရှားတာမျိုးတွေရှိတယ်လေဆာနဲ့ကုသတာမျိုးတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင်အထူးပြုလုပ်ထားတဲ့အဆင့်နဲ့ကုသပြီးတော့အသုံးပြုတာမျိုးတွေလည်းရှိတယ်ဒီကုသမှုတွေက virus ပိုးကိုဓာတ်ရိုက်တက်ပေးတာထက်ကိုမြင်နေရတဲ့ကျွတ်နှုတ်ကိုဖယ်ရှားပေးတာပဲဖြစ်ပါတယ်ခုခံအားစနစ်က virus ပိုးကိုအပြီးတိုင်မတိုက်ထုတ်နိုင်သေးခင်မှာဒီအဖုလေးတွေပြန်ပေါ်လာတာမျိုးတွေလည်းရှိတတ်ပါတယ်လက်တွေဒါမှမဟုတ်လို့ရှိရင်ခြေထောက်တွေမှာသုံးတဲ့ကျွတ်နှုတ်ပျောက်ဆွေးတွေကိုတော့ဒီနေရာမှာသုံးဖို့လုံးဝမကြိုးစားသင့်ပါဘူးဘာလို့လဲဆိုတော့ဒီဆေးတွေကလိင်ကတဝိုက်ကနုနယ်တဲ့အရေးပြားတွေအတွက်ထုတ်လုပ်ထားတာမဟုတ်လို့ပြင်းထန်တဲ့ဆက်ပြင်းဖြစ်မှုတွေကိုခံစားရနိုင်လို့ပါပဲကျူတင်ကာကွယ်ဖို့အတွက်ကတော့ကွန်ဒုံးကိုစနစ်တကျအမြဲသုံးပြုတာနဲ့လိင်ဆက်ဆံပေါ်အကန့်အသတ်ထားတာမျိုးတွေကနေတဆင့်အရေးပြားခြင်းထိတွေ့မှုကိုလျှော့ချရမှာဖြစ်ပါတယ်ဒါအပြင်စေပညာအရကျွတ်နှုတ်ဖြစ်စေတဲ့မျိုးစိတ်ရောကင်ဆာဖြစ်စေနိုင်တဲ့မျိုးစိတ်တွေကိုပါခုခံကာကွယ်နိုင်အောင်လို့
ခုခံအားစနစ်ကိုလေ့ကျင့်ပေးမဲ့ကာဝယ်ဆေးတွေလည်းရှိနေပြီဖြစ်ပါတယ်ဒီလိုဇီဝဗေဒဆိုင်ရာအချက်လက်တွေကိုသိရှိသွားတဲ့အခါမှာတော့ကျွမ်းနိုးတစ်ခုကိုတွေးလိုက်တာနဲ့ထိတ်လန့်စရာအခြေအနေတစ်ခုမဟုတ်တော့ဘဲနဲ့ခန္ဓာကိုယ်ကကင်တွယ်ဖြည့်ရှင်းနိုင်တဲ့တာမန်ကျန်းမာရေးကိစ္စတစ်ခုအဖြစ်ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်ဒီအကြောင်းအရာကနေပြီးတော့ကျွန်တော်တို့ရရှိနိုင်တဲ့အတွေးမြင်တွေကတော့ပထမဆုံးအနေနဲ့ကတော့လူမှုပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အချက်ကြောက်တွေကတကယ်ကိုစေပညာဆိုင်ရာအမှန်တရားတွေကိုဖုံးကွယ်ထားတတ်တာကြောင့်မလို့ကြောက်ရွံ့မှုထက်အချက်လက်ကိုအာယုံစိုက်တင်တာကိုတွေ့ရပါတယ်ဒုတိယအချက်အနေနဲ့ကတော့ခန္ဓာကိုယ်ကပေါ်လာတဲ့လက္ခဏာတွေကယောဂပိုးရဲ့ကျူးကျော်မှုတွေမကဘဲနဲ့ခုခံအားစနစ်ကပြန်လည်တိုက်ခိုက်နေတဲ့တက်သေးတွေလည်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မှားကျင်တာကတော့ကျန်းမာရေးပြဿနာတိုင်းမှာမှန်ကန်တဲ့ခွဲခြားနားလည်မှုကစိုးရိမ်စိတ်ကိုလျှော့ချပေးနိုင်ပြီးတော့မှကုသမှုကိုရရှိစေနိုင်တယ်ဆိုတဲ့အသိပညာလေးကိုမျှဝေရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်